ဒီလူကြီးကလက်အိတ်တွေကိုချွတ်လိုက်ပြီးလူဘေးနားကလူဆိုးလေးကိုချက်ချင်းကိုဆွဲလိုက်တာနဲ့နောက်စက္ကန့်ပါပဲအဲ့ဒီလူဆိုးလေးဟာတောက်ပတဲ့ရွှေရုပ်ထုကြီးဖြစ်ပြောင်းလဲသွားတော့တာပါပဲလူတိုင်းလုံးဝယူသွားကြတယ်လူတွေကဒါဟာရုပ်ရှင်ထဲကထူးဆန်းတဲ့အထူးပြုလုပ်ချက်တစ်ခုလိုပဲထင်ကြတာပေါ့လူဆိုးလေးရဲ့အဖေကဒီလူကြီးကိုချင်းရောက်ပြီးသူ့သားလေးကိုပြန်ပြောင်းပေးဖို့အော်ဟစ်တောင်းတတယ်ဒါပေမဲ့ဒီလူကြီးကသူ့ကိုလုံးဝမကြည့်ပဲအဖိုးကြီးရဲ့လက်ကိုတစ်ပြက်အတွင်းဆွဲလိုက်တာနဲ့နောက်တစ်စက္ကန့်မှာအဖေကြီးပါရွှေရုပ်ထုဖြစ်သွားပြန်ရောအယုတ်ဆောင်နေတဲ့လူဆိုးလေးတယောက်ကထွက်ပြေးဖို့ကြိုးစားတယ်ဒီလူကြီးကလက်စည်းလို့ဖြတ်သွားပြီးသူ့ခေါင်းကိုတုတ်လိုက်တာနဲ့အဲ့ဒီအယုတ်ဆောင်တဲ့လူဆိုးလေးဟာမျက်စိတမိတ်အတွင်းရွှေရောင်ဖြစ်သွားတာပါပဲဒီလူငယ်လေးဟာကလေးဘွားကလေးကတကယ်ကိုဒန်ဒန်ကြီးဆန်းခဲ့တာပါသူကသူ့နှုတ်ဘူးလေးကိုတစ်ခါတုတ်လိုက်တာနဲ့အဲ့ဒီဘူးလေးဟာချက်ချင်းပဲမာကျောတဲ့ရွှေအဖြစ်ပြောင်းလဲသွားခဲ့ဘူးလေအဲ့ဒီတော့ကလူတိုင်းလုံးဝလှုပ်လှုပ်ရှားရှားဖြစ်သွားကြတာပါသူထိသမျှအရာတိုင်းဟာရွှေလေးဖြစ်သွားတာလေဒီမယုံနိုင်စရာစွာအားကသူ့မိသားစုတစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့တာပါမကောင်းတဲ့သူတွေကသူ့နောက်ကိုလိုက်လာမှဆိုလို့အဖွားကြီးကကလေးလေးကိုလက်အိတ်တွေအကုန်ဆွတ်ထိုင်ပြီးလူဆိုးတွေကိုဘယ်တော့မှစွမ်းအားမပြဖို့တစ္ဆာဆိုခိုင်းခဲ့ရတာပါဆက်ရှိနေကြပြီးတဲ့နောက်မှာတော့ကလေးလေးဟာကြီးပြင်းလာခဲ့ပေမဲ့နေတိုင်းလက်အိတ်တွေဝစ်ဆန်ထားရပြီးဘယ်အလို့မှတော့မလုံနိုင်ခဲ့ဘူးလူတိုင်းကသူ့ကိုအသုံးမချတဲ့ပြင်းတောင်ပြင်းတဲ့သူလို့ခေါ်ကြပြီးအဲ့ဒီမိုက်မဲတဲ့စကားသံတွေနဲ့ပင်ပန်းနေကြပြီဒီလူကြီးကသူတို့ကိုမှားကြောင်းတက်တယ်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူကကဲအလို့တစ်ခုသွားရှာတော့မှာပါသူ့အမေကသူခြံထားခဲ့တဲ့စားကိုတွေ့သွားပြီးသူ့လူတွေအားလုံးကိုခေါ်ပြီးသူ့ကိုအမြန်ဆုံးလိုက်ရှာခိုင်းလိုက်ပါတယ်သူတို့မိသားစုဟာတကယ်တော့တနိုင်တန်လုံးမှာအချမ်းသာဆုံးဖြစ်နေတာကိုဒါအားလုံးကသူ့လေအလန်းစားရွှေထီးတွင်းမှု golden touch ကြောင့်ဖြစ်လာတာပါသူ့အဖေကတယောက်ယောက်ကသူ့စွမ်းအားကိုအသုံးချသွားမှကိုကြောက်လို့ဘာပဲဖြစ်ဖြစ်သူ့ကိုရှာတွေးဖို့အမိန့်ပေးလိုက်ပါတယ်ဒီတော့တွင်မှာဒီလူကြီးဟာရုပ်ဆိုးဆိုးအလုပ်ယုံတစ်ခုတည်းရောက်နေပြီးငွေရှာဖို့အတွက်သူ့လက်ချောင်းတွေကျိုးလူနီးပါအလုပ်လုပ်နေရတယ်သူအနားလူဖို့ပြင်ဆင်နေတော့မှပဲအမျိုးသမီးတယောက်ကသူ့အခန်းထဲကိုရုတ်တရက်ဝင်လာပြီးသူ့အသက်ကိုအခုချက်ချင်းကဲတင်ဖို့တောင်းပန်ပါတော့တယ်သူမကမကောင်းတဲ့သူတွေကချစ်စနိုးနဲ့ပေးတဲ့စေးမားတစ်ခုကိုတိုက်ထားတာကိုတစ်ခုပြီးတစ်ခုဖြစ်လာကြပြီးသူတို့နှစ်ဦးကြားမှာအခြေအနေတွေတိုးတက်သွားကြတယ်အဲ့ဒီနောက်မှာတော့သူမကသူ့ကိုခေါ်ပြီးဝေးဝေးစီခေါ်သွားဖို့ကြိုးစားပေမယ့်အလုပ်ယုံကလူဆိုးတွေကလမ်းပိတ်လိုက်ကြတယ်ဒီအချိန်မှာပဲသူမရဲ့မိဘတွေရောက်ပြီးသူမဒီလိုအမိတ်ပုံကြီးထဲမှာရှိနေတာကိုစူးဘူးချိန်မုံကြတယ်သူမတော့အထောက်အထမ်းတွေစုဆောင်းဖို့လာတယ်လို့ပြန်ပြောလိုက်တယ်သူမရဲ့စေးဆက်ထားတဲ့သူကဘာမှဟုတ်တယ်မတန်တဲ့တထေးကြီးတစ်ခုမဟုတ်ပဲသူဟာလုံးဝစာနာစိတ်ကင်းမဲ့ပြီးလောဘကြီးတဲ့လူယုံမတယောက်ဖြစ်နေတာကိုဒါပေမဲ့မိဘတွေကတော့လူဆိုးနဲ့လက်ထပ်ဖို့သူမကိုဖိအားပေးနေကြတော့မယ်သူမတလန်းမရှိတော့တဲ့အတွက်ဒီလူကြီးနဲ့အတူရှိနေပြီလို့ဝန်ခံလိုက်တယ်လူဆိုးလေးကစိတ်ကိုလုံးဝမထိန်နိုင်တော့ပဲဒီနေရာကသူတို့နှစ်ယောက်လုံးကိုဖျက်ဆီးဖို့ကြံစီမှုတစ်ခုစတင်တော့တာပါပဲ